နာနေတော့မှ S ကသူ့ရဲ့လက်ကောက်ကိုချွတ်လိုက်တဲ့အခါ Screamer တစ်ကောင်ကသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ Josh ကကယ်တင်လိုက်နိုင်ပါတယ်။အဲ့ဒီ Screamer ဟာအရင်ကလိုမဟုတ်ပဲတိရစ္ဆာန်ပုံစံမျိုးဖြစ်နေပြီးအဆင့်မြင့်တင်ထားတဲ့ချစ်ပြပါဝင်နေတာကို Josh သတိထားမိသွားပါတယ်။သူတို့နှစ်ရဲ့ရေနံချက်စက်ရုံတစ်ခုကိုရောက်တဲ့အခါမှာတော့ David ဟာလက်ပတ်ဆက်လိုက်ပါသမားတွေဖြစ်တဲ့ Parker နဲ့ Ross တို့ရဲ့ပြစ်ခတ်တာကိုခံလိုက်ရပါတယ်။ Josh နဲ့ Ash တို့အံ့ဩထိတ်လန့်သွားတာကတော့ David ရဲ့ဒဏ်ရာတွေထဲမှာစက်ပစ္စည်းအစိတ်ပိုင်းတွေကိုတွေ့လိုက်ရတာပါပဲ။တကယ်တော့ David ဟာကလေးတစ်ယောက်ပုံစံဖန်တီးထားပြီးဘန်ကာတွေထဲကိုထိုးဖောက်ဝင်ရောက်နိုင်တဲ့ဒီ3 Screamer တစ်ကောင်ဖြစ်နေပါတယ်။ Parker နဲ့ Ross တို့က Screamer တွေဟာစင်ကဲပြောင်းလဲနေပြီးသူတို့စခန်းကစစ်သားအများစုကိုတပ်ပစ်ခဲ့ပြီလို့ရှင်းပြပါတယ်။အဲ့ဒီနောက်သူတို့အဖွဲ့ဟာ Jessica ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့အတူနပ်ကုတ်ကဲရေးစခန်းကိုတွားခဲ့ကြပါတယ်။ဒါပေမဲ့စခန်းထဲမှာဘယ်သူမှမရှိတော့ပဲသွေးတွေပဲပြည့်နေနေတာကိုတွေ့လိုက်ရပါတယ်။ Screamer တွေဟာသူတို့ကိုသူတို့အဆင့်မြင့်တင်နေကြပြီး Type တကမူလမြေအောက်ဆက်ရုပ် Type 3က David ပုံစံ Type 2ကတော့ဒဏ်ရာရနေတဲ့စစ်သားပုံစံဆိုတာကို Josh သိသွားပါတယ်။အဖွဲ့ထဲမှာတယောက်ကိုတယောက်တန်တရားတွေဝင်လာကြပါတယ်။ Parker က Ross ကို Screamer လို့ဆွဆွဲပြီးတပ်ပစ်လိုက်ပေမဲ့ Ross စီကနေသွေးတွေထွက်လာတာကြောင့်သူဟာလူစစ်ဖြစ်ကြောင်းတက်တည်ပြလိုက်တယ်လို့ဖြစ်သွားပါတယ်။အဲ့ဒီနောက်သူတို့အဖွဲ့ဟာ Alliance ဘန်ကာစီကိုထွက်ပြေးခဲ့ကြပေမဲ့ဘန်ကာထဲမှာ David ပုံစံ Screamer ရာပေါင်းများစွာရောက်နေတာကိုတွေ့လိုက်ရပါတယ်။ Josh ဟာကုတ်ကဲရေးစခန်းကနေခိုးယူလာတဲ့နျူကလ িয়ার ဘုံအသေးစားလေးကိုအသုံးပြုပြီးဘန်ကာနဲ့ Screamer တွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ Parker ဟာ Type 2 Screamer ဖြစ်နေကြောင်းပေါ်လွင်သွားပါတယ်။သူက Risk ကိုတပ်ပစ်လိုက်ပေမဲ့ Josh ကသူ့ကိုအစွမ်းထက်တဲ့ကြီးစံတွေနဲ့ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပါ